ယခုလိုကွယ်လာသောဘောအောင်မယားဤစွေဟိုလိုယမကုသိုလ်ရှင်ဥခိန်ရွှေသမီးမအေးမိမိချုံမိသားစုတို့ကဘုရားကလျာဏနိဗ္ဗာန်ဆောင်ဖတ်သောဝိမတေသာပေပြေလူတန်းကြရကောကုသိုလ်ကဆရဏပေါတုန်နှင့်ဆလကုသိုလ်ရှင်ကွယ်လာသောဥသက်ဇွန်အာဤစွေဟိုလိုယမကုသိုလ်ရှင်သောမမေဤမိသားစုတို့ကဘုရားကလျာဏနိဗ္ဗာန်ဆောင်ဖတ်သောဝိပနိသာပေပြေလူတန်းကြရသောစေဝေကြည်နုကုသိုလ်အထုကိုဘဝတဘာပြောင်းသူများအမြကုသိုလ်ပဲဝေပါ၏သာတခေါ်ဆုံးမြမြတ်ဘုသောရောက်ရှိစေကြောင်းဆုချေတောင်းကသံဃာဘုဒ္ဓကျော်ဆုံးဆံမြောက်သည်ဩဃာလေးဖြာဝတ္တနာမှာ